သူတို့နဲ့ဆက်ဆံကြည့်မှာလူနောင်တရလာတယ်ဘာမဟုတ်တဲ့ပြဿနာလေးနဲ့မင်းလောက်သဘောရမကြည့်ကြပါလားကွယ်အိမ်မှာတမင်စားရတာမကောင်းလို့ဆိုင်မှာဝယ်စားကြည့်တဲ့အခါဆိုင်ကရောင်းတဲ့တမင်နဲ့ဟင်းကမင်းချက်တဲ့ဟင်းလောက်မကောင်းဘူး